ကျွန်တော်နာမည်ကတော့မောင်မျိုးဖြစ်ပါတယ်အရောက်တိုင်းဒေသကြီးမြောင်မြမြို့နယ်ကနေပြီးတော့လာရောက်ခြင်းဖြစ်ပါတယ်ကျွန်တော်အဓိကလာတဲ့ရည်ရွယ်ချက်ကတော့ထိတာအရောက်ရီကင်လူငယ်များ Brighter Foundation နဲ့ညောင်တုံးကင်လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့လာဗုဒ္ဓမြို့နယ်ကင်စာပင်နဲ့ယဉ်ကျေးမှုအသင်းတို့ကနေပြီးတော့မှဥဆောင်မှုနဲ့26ရက်နေ့မှာကြာရောက်မဲ့အပြည်ပြည်ဆိုင်ရာဒီတော်နေ့အထိမ်းအမှတ်အဖြစ်နော်လာဗုဒ္ဓမြို့နယ်နာဂစ်ဒေတာကိုလာရောက်ပြီးတော့ကျွန်တော်တို့ဒီတော်နဲ့ပတ်သက်တဲ့အသိပညာပေးနော်ဆွေးနွေးခြင်းဟောပြောခြင်းနော်ကျွန်တော်တို့ဒီတော့ကကွယ်ထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်လှုံ့ဆော်ခြင်းများကိုဆောင်ရွက်ဖို့အတွက်လာရောက်ခြင်းဖြစ်ပါတယ်ဒီအပြင်ကိုအများနဲ့ကျွန်တော်ထုတ်ယူစာသုံးလိုက်တယ်ကျွန်တော်ပြန်ပြီးတော့မစိုက်ပြဘူးကျွန်တော်ပြန်ပြီးတော့မထိမ့်သိမ်းမကောက်ဘူးဆိုကျွန်တော်တို့ကခုနကကျွန်တော်ပြောလို့ပေါ့ဒီတစ်ပင်ဟာခုတ်လို့မရဘူးခုတ်ပါဒါနဲ့ခုတ်ပြီးပြန်စိုက်ဒါမို့လဲတချို့ပင်တွေဆိုရင်ဂိုင်းကနေခုတ်ချပြီးတော့ပြန်ဂိုင်းထိုးပြီးတော့စိုက်ကြတယ်ဂိုင်းထိုးလိုက်တာနဲ့ကိုပြန်ပြီးတော့အမြင့်ထွက်ပြီးတော့ပေါက်တဲ့အပင်တွေရှိတယ်ဆိုတော့နံပါတ်1အရာကကျွန်တော်တို့အတွက်လူသားတဲ့အရေးကြီးတဲ့အဆုပ်အပင်ကိုခုတ်ပြီးတော့ပြန်မစိုက်ကျွန်တော်တို့ရဲ့အဆုပ်ကိုကျွန်တော်ဖောက်ထုတ်လာတဲ့အတူတူအဲ့ဒီအပင်အောက်မှာရှိတဲ့တားငါးပစုံတွေကိုကျွန်တော်ဖမ်းတယ်မွေးတယ်နော်ဒါပေမဲ့အဲ့ဒီကေကစနစ်ခုနပြောတဲ့အပင်ကိုခုတ်တဲ့အတွက်ဒီအပြစ်ကြီးဟာနော်ရေတိုက်သားလို့ပြို့သွားရင်အဲ့အောက်မှာရှိတဲ့တားငါးပစုံတွေမရှိဘူးအဲ့ဒီအပင်အောက်မှာရှိတဲ့တားငါးပစုံကကျွန်တော်တို့ရဲ့အစာအိမ်ပဲကျွန်တော်တို့ရဲ့အစာအိမ်ပဲဒီတော့ထိန်းသိမ်းဆောက်ရှောက်ကာကွယ်ခြင်းဟာကျွန်တော်တို့ရေရှည်ဆောင်ရွက်ရမယ့်စီမံချက်စီမံကိန်းဖြစ်တဲ့အတွက်ကြောင့်အဓိကအားဖြင့်ကတော့เนาะကျွန်တော်တို့ဒီဒေသခံเนาะဖွဲ့အစည်းများပေါ့เนาะဒေသခံစာပေကျေးမှုဖွဲ့အစည်းများเนาะဘာသာရေးဖွဲ့အစည်းများလူမှုရေးဖွဲ့အစည်းများနဲ့ကျွန်တော်တို့စင်ဆက်မပြတ်ထိတွေ့ပြီးတော့မှเนาะကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ရမယ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်အဓိကကျွန်တော်တို့ဒီ campaign မှာဒီလှုပ်ရှားမှုမှာကျွန်တော်တို့ကွင်းစင်းပြီးတော့ဆောင်ရွက်တဲ့နေရာမှာဒေသအသီးသီးမှာနေရာအသီးသီးမှာရှိတဲ့เนาะကျွန်တော်တို့အတိုင်းသားမိဘပြည်သူများပေါ့เนาะဒေသခံဘာသာရေးဖွဲ့အစည်းတွေဒေသခံလူမှုဖွဲ့အစည်းတွေကတရတအားနဲ့ပူပေါင်းပါဝင်ဆောင်ရွက်ကြပါတယ်သူတို့အနေနဲ့လည်းဒီတော့ထိမ့်သိမ်းဆောက်ရှောက်မှုဟာအမှန်တကယ်လဲလိုအပ်လာတာကိုเนาะကျွန်တော်တို့နဲ့အတူပေါ့เนาะဆွေးနွေးပြီးတော့မှဒီအချိန်မှာလဲပူပေါင်းဆောင်ရွက်ဖို့အတွက်စိတ်အားထက်သန်မှုကိုလည်းတွေ့မြင်ခဲ့ရပါတယ်ဒီမှာရှိတဲ့အရာထားပါကျွန်တော်တို့ရဲ့တိုင်းတွေကျွန်တော်တို့เนาะဆက်ပြီးတော့ကပါเนาะစောက်ရှောက်ပါเนาะကျွန်တော်တို့လည်းဆရာတို့နီးလူပေါ့เนาะထထဒီဟာပြောပြီးဆိုပြီးမဟုတ်ပါဘူးအလေးသိတယ်လို့ကာကွယ်သိတယ်လို့เนาะကျွန်တော်တို့ပူပေါင်းဆောင်ရွက်ပါမယ်ဆိုတော့ဒီနေ့တည်တဲ့အချိန်မှာစပြီးတော့လုပ်ပါနောက်မကြသေးပါဘူးတကယ်လို့ကျွန်တော်ခုနပြောလို့မခုတ်အောင်လို့ဆိုပါခုတ်ပါခုနမနှုတ်အောင်လို့ဆိုလို့နှုတ်ပါနှုတ်ပြီးပြန်ဆိုင်နော်အချို့ပင်တွေဆိုလည်းကျွန်တော်ဘူးသူရအရာခုတ်လိုက်တာနဲ့ဂိုင်းလေးပြန်ထိုးတာနဲ့တော့ပြန်ရှင်းအဲ့တော့အပင်လဲပြီးတော့ဂိုင်းလေးတစ်ဂိုင်းနှစ်ဂိုင်းလောက်တာပြန်ဆိုင်တယ်တပင်ခုတ်ရင်3ပင်လောက်ပြန်ပေါက်တယ်နော်ဆိုတော့ဒီနေ့ကျွန်တော်ခုဒီရေတော့တွေဆုံးရှုံးတဲ့အကြောင်းရတော့ပြောမနေတော့နော်ဒီရေတော့ထိန်းသိမ်းဆောက်ရှောက်ခြင်းဟာရေရှည်ဆောင်ရွက်ရမယ့်လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်အဓိကအားဖြင့်ကတော့လှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့အစည်းများနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့နော်ပြီးတော့သူတို့ရဲ့လှုပ်ဆောင်မှုတွေမှာလည်းတအားပေါ့နော်ပါဝင်ဆောင်ရွက်မယ်เนาะကျွန်တော်တို့ဘယ်လိုเนาะပူပေါင်းပါဝင်ရမလဲဆိုတော့အချက်အလက်ကိုရှာဖွေပြီးတော့မှเนาะဆောင်ရွက်နေတဲ့ဘာသာရေးအဖွဲ့အစည်းတွေမြို့နယ်စာပေယဉ်ကျေးမှုအသင်းတွေနဲ့လည်းတိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ခြင်းအပြင်เนาะဒီလုပ်ငန်းတွေကိုရေရှည်စင်ဆက်မပြဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်ဒီတော့ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဟာရေရှည်သွားရမယ့်စီမံချက်တစ်ခုဖြစ်ပါတယ်အဲ့တော့နောက်9နှစ်10နှစ်အတွင်းမှာဒီလုပ်ငန်းတွေကိုကျွန်တော်တို့เนาะတစ်နှစ်တစ်နှစ်ပေါ့เนาะပို့ပြီးတော့တိုးပြီးတော့ဆောင်ရွက်နိုင်မယ်ဆိုရင်ဒီဂေယစနစ်ဟာလူသားတွေအတွက်နေပျော်တဲ့ပေါ့နော်လူသားတွေအတွက်ပြန်ပြီးတော့အကျိုးပြုနိုင်တဲ့နော်ဒီတဘာဝတရားရဲ့ပေးတဲ့လက်ဆောင်ကိုလည်းလူသားတွေအကျိုးရှိအသုံးချပြီးတော့ဒီတဘာဝတရားရဲ့အန်ဒီရတွေကိုလည်းတွန်းလှန်ကာကွယ်ခြင်းအပြင်နော်ကျွန်တော်တို့လာမဲ့9နှစ်10နှစ်အတွင်းမှာကျွန်တော်တို့ဆောင်ရွက်နေတဲ့လုပ်ငန်းတွေနဲ့ပူပေါင်းအတူတကွပူပေါင်းဆောင်ရွက်ကြမယ်ဆိုရင်ဒီတော့ဒေတာဟာနော်တဘာဝတရားတွေကိုကြောက်လန့်ရမယ်နော်ထိတ်လန့်ရမယ်နော်ကျွန်တော်အန်ဒီရတွေစိတ်ခံစားမှုတွေလည်းလျှော့နေသွားမယ်လို့ယုံကြည်ပါတယ်ပြီးတော့ဒီတော့တွေကိုလည်းပို့ပြီးတော့ချစ်ခင်မြတ်လို့ပြီးတော့တန်ဖိုးထားပြီးတော့ထိတ်သိမ်းဆောက်ရှောက်ဖို့စိတ်ဓာတ်တွေလည်းပေါ်ထွန်းလာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေနဲ့နော်အတူတကွနော်ပူပေါင်းဆောင်ရွက်ခြင်းအားဖြင့်နော်ကျွန်တော်တို့တာယာပျော်ရွှင်တဲ့လူသားကဘာကိုအတူတကွ
9နှစ်10နှစ်မကဘူးနှစ်ပေါင်းများစွာဆက်လက်ပြီးတော့ရေရှည်တည်တံ့အောင်တော့ပျော်ရွှင်အောင်ဆောင်ရွက်သွားနိုင်မယ်လို့လည်းယုံကြည်ပါတယ်ဒီလုပ်ငန်းဟာတူတယောက်တည်းနဲ့ကောင်းပြီးတော့လုပ်လို့ရတဲ့လုပ်ငန်းမဟုတ်ပါဘူးလူမှုဖွဲ့အစည်းအများကြီးနဲ့ပေါင်းပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်အဓိကအရေးကြီးဆုံးကတော့ဒေသခံများဖြစ်ပါတယ်ပေါ့နော်ဒေသခံများရဲ့စိတ်ထဲမှာ DDA တော့နဲ့ပတ်သက်ပြီးတော့နော်DDA ပေါက် DDA ရောက်တော့တွေရဲ့တဘာဝတွေ DDA ရောက်တော့တွေရဲ့အကျိုးပြုမှုတွေကို DDA တော့တွေရဲ့အကျိုးပြုမှုတွေကိုသူတို့အမှန်တကယ်သိရှိလာလို့ရှိရင်ပို့ပြီးတော့အကျိုးများမယ်အဓိကကတော့ဒီဒေသမှာတစ်သက်လုံးသက်ရှင်နေထိုင်သွားမယ်နော်ဒါစဉ်မြေဆက်အထိနေထိုင်သွားမဲ့သူတွေအတွက်ပိုအရေးကြီးပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့သိပြီးဆိုရင်သိတဲ့အချိန်ကစလုပ်ဖို့လိုပါတယ်တူတယောက်ချင်းတစ်ဖွဲ့စီချင်းကနေမကပေါ့နော်တစ်မျိုးနယ်လုံးနော်တက်နိုင်ရင်တော့တိုင်းတစ်ပြည်လုံးအနေနဲ့ပူပေါင်းဆောင်ရွက်မယ်ဆိုရင်နော်ကျွန်တော်တို့ဒီနေ့ဖြစ်နေတဲ့ကဘာကြီးပူနွေးလာမှုတွေတဘာဝတရားရဲ့ဖြစ်ပျက်ပြောင်းလဲမှုတွေကိုကျွန်တော်တို့ကဘာလူသားများအနေနဲ့လည်းပို့ပြီးတော့မှနော်ဒီတဘာဝအန္တရာယ်တွေကိုဒါစီတွန်းလှန်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့နော်ဒီနေ့တိတာနဲ့ဒီနေ့ချက်ချင်းလုပ်ဖို့အတွက်เนาะကျွန်တော်အနေနဲ့အထူးပဲတိုက်တွန်းလုပ်ပါတယ်